verb တစ်လုံးနဲ့သိုံနဲ့နော် English စကားပြောဘယ်လိုပြောမလဲကြည့်လိုက်အောင် English စကားပြောရတာတို့ရေးတာခဏထားအောင် English စကားပြောရတာအရန်ခတ်နေတဲ့လူတွေအတွက်နော် grammar ဆိုတာကိုအသာထားအောင်နော်ရေးတာတွေ grammar တွေခဏထားအောင်စကားလုံးတစ်လုံးလောက်ဆောင်ချက်စကားလုံးတစ်လုံးနဲ့ပြောသွားမယ်ဟုတ်တယ်နော်လောက်ဆောင်ချက်စကားလုံးတစ်လုံးနဲ့ပဲပြောသွားမယ်အဲ့ဒီလောက်ဆောင်ချက်ကိုအများသိနေတာက verb လို့ခေါ်တဲ့ verb ကရိယာနော် verb ကရိယာဆိုတာဘာလဲလောက်ဆောင်ချက်ကိုပြတာဟုတ်တယ်နော်လောက်ဆောင်ချက်အဲ့ဒီ verb လေးတစ်လုံးရှိနေတာနဲ့ကျွန်တော်တို့စကားတွေပြောသွားလို့ရတယ်ဟုတ်တယ်နော်ကဲနမူနာလေးကြည့်လိုက်အောင်wake up ဆိုအဲ့ရနိုးတာဟုတ်ပြီအဲ့ရနိုးတယ်ဆိုအဲ့ရကထတာမဟုတ်ဘူးနော်အဲ့ရနိုးတယ်မျက်လုံးလေးပွင့်လာတာအဲ့ဒါကိုအဲ့ရနိုးတယ်ဒါ verb တစ်လုံးရသွားပြီနော်လောက်ဆောင်ချက်တစ်လုံးရသွားပြီဆိုလို့ရှိရင်ဘာလို့အဲ့ရနိုးတာလဲကျွန်တော်အဲ့ရနိုးတာလေကျွန်တော်ဆိုတော့ I နိုးတယ်အဲ့ရနိုးတယ်ဆိုတော့ wake up ကျွန်တော်အဲ့ရနိုးတယ် I wake up ကျွန်တော်အဲ့ရနိုးတယ်6နိုင်မှာအဲ့ရနိုးတယ် I wake up at 9နိုင်မှာအဲ့ရနိုးတယ် I wake up at 7 o'clock ဒီအဓိကဒီ verb ဆိုတဲ့လောက်ဆောင်ချက်လေးဒီအရေးကြီးဆုံးပဲဒီကောင်လေးနဲ့ကျန်တဲ့ဟာအကုန်ပြောသွားလို့ရတယ်ဟုတ်တယ်နော် verb တစ်လုံးနဲ့ပြောသွားလို့ရတယ်ဟောနောက်စာကြောင်းတွေကောနောက်စကားပြောတွေရောစာကြောင်းဆိုတာစကားပြောပဲနော် I don't wake up at 7 Do you wake up at 7 in the morning ဟောအဲ့ဒါလေးတွေကိုနော် verb တစ်လုံးနဲ့ပြောသွားတာကဲအဲ့လိုမျိုး verb တစ်လုံးနဲ့စကားပြောသင်တန်းတွေတက်ချင်လားနော်စကားပြောတွေပဲ spoken English ကို verb တစ်လုံးနဲ့ရအောင်နော်တက်ချင်လို့ရှိရင်ကျွန်တော်တို့နော် online မှာသင်ပါတယ်နော် online မှာသင်တဲ့တစ်ပတ်ကို3ရက်နဲ့သင်ပါတယ် grammar တွေဘာမှမထည့်ဘူးနော်ရေးတာတွေဘာမှမထည့်ဘူးစကားပြောဒါပေမဲ့လိုအပ်တဲ့ verb အခြေခံလေးတွေကိုတော့သင်သွားတယ်ဟုတ်တယ်နော်သင်သွားတယ်အဲ့ဒီ verb အခြေခံလေးတွေပေါ်မူတည်ပြီးတော့စကားတွေပဲပြောသွားမယ်အဲ့ဒါကို spoken English လို့ခေါ်တယ်အဲ့ဒီ spoken English ကိုတက်ချင်တယ်ဆိုလို့ရှိရင်တက်ချင်တယ်စုံစမ်းမေးမြန်းချင်တယ်ဆိုလို့ရှိရင်လည်း comment မှာအောက် comment မှာရေးလို့ရတယ်မေးမြန်းလို့ရတယ်နော်ဖုန်းနံပါတ်က0942014839ကိုဆက်သွယ်လိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်